တော်မလေးနေနမေဘလို့ခေါ်တော့ကျမနာမည်ပြောပါလားဟုတ်ကဲ့ဒီပါတီညရေဘောပါတော့ကြည့်ကြည့်ချင်းမမရဲ့ခင်းညရေထောင်းပါလိလူစီလုံးကရုံဆိုးလို့နဲ့ဘယ်ဆိုးထူလားဒါလေးကတော့သမီးတို့တဲခဲ့တဲ့ဖုန်ကြီးကျောင်းရဲ့မနက်ခင်း6နာရီကျော်လောက်ရဲ့ view ပေါ့နော်အရန်လာတယ်ကင်မရာကနည်းနည်းမောင်နေလို့အဲ့လောက်ကြည့်ကြည့်မရိုက်ခဲ့ရဘူးဒါပေမဲ့လာတာကတော့အရန်ကိုလာပါတယ်ဒါကတော့3နာရီမှာရှိရဲ့ကျောင်းပေါ့နော်ဒါလေးကတော့အပြန်လန်းလေးပေါ့နော်အပြန်လန်းရလေးတော်တော်လေးတာရပါတယ်ကင်မရာနဲ့မောင်နေတာပေါ့နော်ပြန်လန်းရက်လေးတာရတယ်အဲ့မှာ line ချီးပင်နေလဲရှိရဲလူမျိုးပေါ့အကုန်ပေါ့နော်တောလန်းပုံစံမျိုးလေးပေါ့နော်ပြိုးလင်ရဲ့ vibe ကိုအပြည့်ဝရစေပဲဒါလေးကတော့အတိတယောက်ရဲ့သွားတာ coffee ပင်လို့ပြောရဒါလေးကတော့ coffee tea ပေါ့နော်ဒါကတော့တိတော့ပါညာဆိုပါတယ်ဒါလေးကတိုင်းလာကျွရကိုရောက်ခဲ့တဲ့အချိန်မှာဗီဒီယိုလေးရိုက်ခဲ့တာပေါ့နော်တော်တော်လေးစုံနေပြီးတော့နေရာအကုန်လုံးကိုကိုရန်ရောက်သွားတယ်လို့ပဲပေါ့နော်တိုင်းလာကျွရကိုလည်းသွားကြပြီးတော့ comment ပေးပါတယ်နေရာတော့တော်တော်ကိုစုံနေဒါတွေကအကုန်တွေ့ခဲ့တာပေါ့နော်အဲ့ဒါကျော်နေပူလို့ဆိုပြီးတော့သမီးတို့ကအဒီဟိုပါလေအဲ့လိုကားလေးနဲ့အဲ့လိုကားလားဘယ်လိုလဲမသိအဲ့ဟာလေးနဲ့သွားလိုက်တယ်ပေါ့နော်ဘယ်လောက်လဲမသိပေးရတယ်နည်းနည်းကြာပြီဆိုမှတ်မိတော့ပါဘူးတော်တော်စုံပါတယ်ဒါလေးကတော့မှန်တရားပါမှန်တရားဆိုတော့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကြောက်စရာမကောင်းဘူးတမီးကတော့မကြောက်ပါဘူးဆိုတော့ဒီနေ့ vlog လေးရတော့ဒီလောက်ပါပဲပြီးတော့ဒါကဒုတိယ second vlog ဆိုတော့မာရီဘာသာကိုကြပါပြီးတော့နောက်လာမယ့် vlog တွေမှာလည်းဒီလိုမျိုးတွားရ vlog လေးတင်ပြပါမယ်အဲ့တော့ like and subscribe